နှစ်ထောင်အားရပွဲကောင်းတဲ့မြန်မာပြည်သို့ငွေလွှဲခြင်းအတွေ့အကြုံမြန်မာနိုင်ငံကိုငွေလွှဲရတာအရင်အဆင်ပြေတယ်ဗျာကစီကွန်ဘဏ်ရဲ့ ATM စက်ကိုတွားပြီးအချိန်မရွေး24နာရီနေ့တိုင်းငွေလွှဲလို့ရပါတယ်ခင်ဗျာတကယ်အဆင်ပြေပြီးစိတ်တိုင်းကြတယ်ဗျာစိုးရိမ်စရာတွေမရှိတော့ပါဘူးရှင်ကျမကငွေလွှဲဖို့ဆိုရင်ကစီကွန်ဘဏ်ကိုပဲရွေးချယ်လိုက်ပါတယ်ပို့ချင်တဲ့နေရာကိုတေချာပေါက်ရောက်တယ်ပြောင်းမှလည်းမကြောက်ရတော့ပါဘူးရှင်ပြန်ဆန်ပြီးတော့စိတ်ချရတဲ့နေရာမှာတော့ကစီကွန်ဘဏ်ကိုပဲညွှန်းရပါမယ်ရှင်ဗမာပြည်ကိုငွေလွှဲရတာရက်ချင်းရောက်တာမို့စိတ်တိုင်းချသုံးငွေရတယ်ရှင်ငွေလွှဲမယ်ဆိုရင်ကစီကွန်ဘဏ်ကိုပဲသွားကြတာပေါ့ရှင်မြန်မာပြည်ကိုငွေလွှဲတဲ့နေရာမှာရှေ့ဆောင်လမ်းပြဖြစ်တဲ့ကစီကွန်ဘဏ်ကတင်ကိုဝန်ဆောင်မှုပေးဖို့အဆင်သင့်ဖြစ်နေပါပြီထိုင်းနိုင်ငံတွင်လာရောက်လှုပ်လှုပ်ကိုင်နေတဲ့မြန်မာပြည်သူပြည်သားများအားလုံးအတွက်မြန်မာပြည်ကိုငွေပြန်ပို့တဲ့အခါအဆင်ပြေလင်းမြန်ပြီးလုံခြုံမှုရှိစေပါတယ်ကျွန်တော်လိုမျိုးကစီကွန်ဘဏ်ရဲ့တင်းဝင်ဖြစ်ဖို့ဆိုတာလွယ်လွယ်လေးပါ passport မိတ်သူနဲ့ work permit မိတ်သူတုံးပြီးဘဏ်စင်းဖွင့်လိုက်တာနဲ့ ATM ကလုပ်လို့ရပြီမြန်မာပြည်ကိုငွေလွှဲတဲ့အခါလဲလွယ်လွယ်လေးပါဘယ်လိုလွှဲရမယ်ဆိုတာကျွန်တော်နောက်ကိုလိုက်ခဲ့ပါစိတ်ဝင်စားရင်ရှောက်ထားနိုင်ပါလေလွယ်လွယ်လေးသင်အတွက်အဆင်ပြေမဲ့ကစီကွန်ဘဏ်တစ်ခုခုကိုဝင်သွားလိုက်ရုံပါပဲရှောက်လွှာဖြစ်ပြီးအစင်းသင့်ပြင်ထားပါဘဏ်စည်းကသင်ရဲ့ရှောက်လွှာကိုစစ်ဆေးပေးပါလိမ့်မယ်၁ကစီကွန်ဘဏ်ရဲ့ဘဏ်ငွေစုစာအုပ်ပထမမျက်နှာမိတ္တူ၂နိုင်ငံကူးလက်မှတ် passport မိတ္တူ၃အလုပ်လုပ်ခွင့်လက်မှတ် work permit မိတ္တူ၄လောက်ရှင်ထံမှလစာငွေထောက်ခံစာဘယ်ငွေလက်ခံမဲ့သူရဲ့အချက်လက်များကိုလည်းအောက်ပါအတိုင်းပြင်ဆင်ထားပါ၁လွှဲငွေလက်ခံမဲ့သူရဲ့နာမည်နဲ့မြန်မာနိုင်ငံသားမှတ်ပုံတင်အမှတ်၂လွှဲငွေလက်ခံမဲ့သူရဲ့နေရပ်လိပ်စာနဲ့ဆက်သွယ်နိုင်တဲ့ဖုန်းနံပါတ်၃ဘဏ်ငွေစုစာအုပ်အမှတ်ဘဏ်နဲ့ဘဏ်ခွဲအမည်ရှောက်ရတာလွယ်လွယ်လေးဘာမှမခက်ဘူး SMS အတန်ပေးစနစ်မှရှောက်ထားတဲ့အဖြေကိုစောင့်ပါရှောက်ပြီးတော့ဗျာစင်ပြေလင်းမြန်စိတ်ချစွာမြန်မာပြည်ကိုကျွန်တော်ဘယ်လိုမျိုးငွေလွှဲရမယ်ဆိုတာကြည့်ကြရအောင်ဗျာတနိုင်ငံလုံးမှာရှိတဲ့စီကွမ်ဘဏ်ရဲ့ ATM ဘုံကနေမြန်မာပြည်ကိုအဆင်ပြေစွာငွေလွှဲလို့ရပါပြီ ATM ကတ်ကိုတွင်းလိုက်ပါလျှို့ဝှက်သင်္ကေတကဏ္ဍလေးလုံးကိုနှိပ်ပါပြီးရင်ဘာသာစကားရွေးချယ်ပါ Payment ဘာကုတ်ဖြင့်ငွေချေရန်ကိုနှိပ်ပါကုမ္ပဏီနံပါတ်သို့မဟုတ်ဘဏ်စာရင်းနံပါတ်ကိုရွေးသည့်ခလုတ်ကိုနှိပ်ပါ Saving Account ငွေစုဘဏ်စာရင်းကိုနှိပ်ပါကုမ္ပဏီသင်္ကေတ၅လုံးဖြစ်တဲ့9 3 1 9 5ကဏ္ဍကိုရိုက်ထည့်ပါအသိဝင်အမှတ်ကဏ္ဍ10လုံးကိုရိုက်ထည့်ပါပြီးရင်လွဲလိုတဲ့ငွေသားပမာဏကိုရိုက်ထည့်ပါငွေပေးချေရန်ခလုတ်ကိုနှိပ်ပြီးလှုပ်ဆောင်နေသည့်အစီအစဉ်ကိုအတည်ပြုပါပြီးရင်ပြေစာသို့မဟုတ်သက်သေခံစာရွက်ကိုစောင့်ယူလိုက်ပါဒီလောက်နဲ့ပဲပြီးဆုံးသွားပါပြီလွယ်လွယ်လေးနဲ့ငွေလွှဲနိုင်တာမို့တကယ်ကိုစိတ်ချမ်းသာပါတယ်ဗျာမြန်မာပြည်ကိုတကယ်စင်ပြေလင်းမြန်လုံခြုံစိတ်ချစွာငွေလွှဲနိုင်တာတွေ့ပြီမလားဗျာတကယ်ချင်းပေါင်းတင်လို့ရေကစီကွန်ဘဏ်ရဲ့ဝန်ဆောင်မှုကိုအသုံးပြုကြပါအောင်လားစိတ်အေးချမ်းသာလုံခြုံစွာမြန်မာပြည်ကိုငွေလွှဲတာကစီကွန်ဘဏ်တစ်ခုတည်းပါ